စံသားလေးတွေအားရှိပြီးသပင်မပြတ်စည်းဖို့အတွက်လျှို့ဝှက်ချက်လေးကိုပြောကြပါတယ်ကိုယ့်ရဲ့သပင်စံသားလေးကိုထိမ့်သိမ့်မှုအတွက်ကတစ်လတစ်ကြိမ်လက်သစစ်တို့မဟုတ်လက်သစစ်ရဲ့တဝက်ကလေးကိုအဖျားလေးကိုညှက်ညက်ပေးပါတစ်လတစ်ကြိမ်အချိန်မရရင်တော့နှစ်လတစ်ကြိမ်လောက်ကတော့ညှက်သက်ပါတယ်ပြီးရင်ကျမတို့ရဲ့သပင်ကောင်းလျှော်တဲ့အချိန်မှာအိမ်မှာလျှော်ဒီဖြစ်စေကျမတို့ conditioner တစ်မျိုးနဲ့သုံးတာပဲဖြစ်ဖြစ်အနည်းဆုံးတော့တစ်ပတ်ကို2ကြိမ်လောက်ကတော့ treatment လေးကိုသုံးပေးသက်ပါတယ်အတက်သပင်အာဟာရလေးပေါ့နော်ဒီhair tonic တို့ထည့်ပြီးတော့မှ hair tonic ဥယျာဉ်ပြားကိုထည့်ပြီးတော့ပြီးရင်စံသားလေးတွေကိုလိုအပ်တဲ့အာဟာရလေးတွေထည့်ပေးမယ် hair serum လေးကိုသုံးပေးသက်ပါတယ်နောက်ထပ်အရေးကြီးတဲ့လျှို့ဝှက်ချက်ကလေးတစ်ခုကတော့အစားပဲဖြစ်ပါတယ်အစားကတော့ကျမတို့အများအားစားတောက်နေတဲ့အထက်မှာ protein ကိုဂရုစိုက်စားပေးပါ vitamin နဲ့တန်ဓာတ်တွေပါမယ်ဆိုရင်ပို့ပြီးသပင်ကိုလည်းအားကောင်းစေတယ်ဒီအပြင်ကိုကျမတို့ကြက်ဥတို့ငါးတို့စားပေးပါပြီးရင်အစိမ်းရောင်ရှိတဲ့အရွက်တွေပဲသီးတို့အစိမ်းရောင်အရွက်တို့ကိုက်လန်တို့ကစွန်းရွက်တို့အဲ့ဒါတွေစားပေးမယ်ဆိုရင်လည်းသပင်အတွက်အရန်အကျိုးရှိပါတယ်လွယ်လေးနဲ့လူတိုင်းလုံနိုင်တဲ့အိမ်မှာနေရင်လည်းကိုယ်သပင်လေးတွေကိုဂရုစိုက်လိုက်ပါဦး